ရန်ကုန်ယူနိုက်တက်အသင်းဟာမကြာသေးမီကနီးပြချုပ်အဖြစ်ခန့်အပ်ခဲ့တဲ့ဦးဇော်မင်းထွန်းနဲ့နှိုးဤသဘောတူညီစွာလက်ခွဲလိုက်ကြပြီးနောက်မှာတော့လက်လက်လျက်ရှိတဲ့သူတို့ရဲ့နီးပြချုပ်ရာထူးနေရာမှာအသင်းရဲ့နေစနစ်ဒါရိုက်တာဖြစ်သူတက်ဆူယိုယူကီအားခန့်လိုက်ပြီဖြစ်ပါတယ်။ယူကီဟာအခုနှစ်အစပိုင်းမှစလို့ရန်ကုန်ယူနိုက်တက်အသင်းအားနေစနစ်ဒါရိုက်တာအဖြစ်စတင်လက်တွဲခဲ့သူဖြစ်ပြီးယခုအခါအသင်းနေပြချုပ်အဖြစ်တာဝန်ယူဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။သူကရန်ကုန်အသင်းမှာနီးပြချုပ်အဖြစ်ခန့်အပ်ခံရခြင်းနဲ့ပတ်သက်လို့သမိုင်းစင်လာကောင်းမွန်ပြီးအောင်မြင်မှုတွေပြည့်စုံနေတဲ့အသင်းတစ်သင်းမှာနီးပြချုပ်အဖြစ်တာဝန်ယူရခြင်းအတွက်အလွန်ကုန်ယူမိပါကြောင်းနီးပြချုပ်တဦးအနေဖြင့်အသင်း၏ချန်ပီယံ၏မှန်းချက်များအောင်မြင်နိုင်ရန်အကောင်းဆုံးစ조사ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒီမှာရှိတဲ့ကစားသမားများဝန်ထမ်းများနဲ့တဖွဲ့တည်းလက်တွဲလုပ်ကင်ရတဲ့အတွက်လည်းဝမ်းသာမိပါကြောင်းတို့ကိုပြောပြလာခဲ့ပါတယ်ဆိုတာကိုပရိသတ်ကြီးတို့သိရှိအောင်တင်ပြလိုက်ရပါတယ်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနဲ့သူတို့ရဲ့အသင်းကောင်းဆောင်ဖြူဖွေးတို့ကြားကအဆင်မပြေမှုရှိနေတဲ့အကြောင်းပါမြမလက်ရွေးစင်အမျိုးသမီးအသင်းရဲ့နောက်ခံလူလည်းဖြစ်ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းရဲ့အားထားရတဲ့အသင်းကောင်းဆောင်လည်းဖြစ်တဲ့ဖြူဖွေးက National League ဒုတိယအကြော့ရာသီပွဲစီတွေမှာပွဲထွက်ပါဝင်လာခြင်းမရှိဘဲပျောက်ဆုံးနေတာကိုပရိသတ်တွေသတိထားမိကြလိမ့်မယ်ထင်ပါတယ်။တရားဝင်ချပြတဲ့သတင်းမဟုတ်တော့လဲကြားသိရသလောက်ကတော့ရန်ကုန်ယူနိုက်တက်နဲ့သူမတို့အကြားမှာစာချုပ်တစ်ချုပ်ဆိုခြင်းကိစ္စနဲ့ပတ်သက်လို့အဆင်မပြေမှုတွေရှိခဲ့ကြတယ်လို့သိရပါတယ်။လက်ရှိမှာသူမဟာရန်ကုန်အသင်းနဲ့လည်းဆက်လက်ပါဝင်မကစားသလိုအခြားမည်သည့်အသင်းထဲမှလည်းပြောင်းရွှေ့ကစားခြင်းမပြုသေးပဲသူမရဲ့နေရထံပြန်လဲခိတ္တနေထိုင်နေရလို့သိရှိထားရပါတယ်။ဖြူဖွေးဟာမြမလက်ရေးစင်အသင်းမှာရောရန်ကုန်ယူနိုက်တက်အသင်းမှာပါအားထားရတဲ့နောက်တန်းခံစစ်မှုတူဦးပါ။ကြည်ရသလောက်ကတော့ရန်ကုန်အသင်းရဲ့လက်ကျန်ပွဲစီတွေမှာဖြူဖွေးကိုဆက်လက်မြင်တွေ့ရဖို့တော့မရှိနိုင်သေးဘူးလို့သုံးသပ်ရပါတယ်ခင်ဗျာ။